မှန်လားလေဝဲမှန်လားလေဝဲကဒီလိုပါပဲခေါင်းနာတော့မှာလေအားရှင်းတော့လေအားတော့ညစ်တာတော့တော်တော်ညစ်อยู่ပါတယ်ဒီလိုရှိတယ်မန်လာညွတ်မယ်အဲ့ဒီတော့ကြံတဲ့ဒီကနေမန်လာကြော်လိုက်လို့ကြံတဲ့နေရာမှာသူကတမင်လည်းလိုက်ခင်တမင်လည်းလိုက်ခင်ကြော်တယ်အဲ့တဲချင်းညှက်ထားရင်ကနေတမင်လည်းလိုက်ခင်းပြီးတော့ဒီတော့ကဒီလိုဝင်သွားပြီးတော့မှကြော်ဒီတမင်လည်းခင်းပြီးတော့ဒီကနေလို့လှမ်းကြော်အောင်ခင်းပြီးတော့ဒီနေရာလေးကနေလည်းကတ်တို့မှန်လားကြော်ပြင်တမင်ခင်းမယ်အဲ့ဒါလေးပြင်ချင်အဲ့ဒါရပြီဆိုလို့ရှိရင်အဲ့တမင်ခတ်မယ်ဆိုတာနဲ့လေဝဲဖြုတ်ချလိုက်ခတ်ပြအောင်နော်တကယ်ညှို့မယ်ချင်းခေါ်လို့ရှိရင်ချင်းတော့လဲအောင်ခေါ်မယ်ပြီးရင်ဘူးကြည့်ချက်နဲ့ချင်းတော့လဲတဲ့အလဲဘူးလဲပေါင်းနဲ့အချက်ကလေးပဲညှစ်ထိုင်ချင်းထိလို့ပဲဆိုတာမှတစ်ချက်ညှစ်ထိုင်အကြံကောင်းပြီဆိုတာနဲ့တမင်လည်းဆင်းပြီးတော့ဒီဘက်ဝဲချတယ်6လုံးညှက်လိုက်ဒါမဲ့ခက်ပြတင်းလာဒါကကြီးပြီဆိုတော့ရှင်းဘောတော့ရအောင်ဆိုတော့